မဟုတ်ဘူး KM ရဲ့ GD နဲ့ချားဟာနဲ့ကွာတယ် ဟဲ့ GD က GD ပဲဘာကွာနေလို့ မဟုတ်ကွာတယ်ကွာဒီမှာတက်တဲ့ campus lifestyle တွေစာသင်ရတယ်ဆောင်းမဖြစ်အကုန်ကွာတယ် ဟဲ့တခြားကြောင့်လည်းအဲ့လိုလုပ်ထားပြရပဲဒီကွာဘာမှထူးခြားနေလို့တော့ မတူဘူးဒါပြောပြမယ် ဟာပြော ပထမဆုံးဘာစကွာလဲဆိုတော့ငါတို့ KM ရဲ့ ISO လက်မှတ်တွေရထားတယ်ဒီပြည်ုံမှာ authorized press center လည်းဖြစ်တယ် authorized test center လည်းဖြစ်တယ်ဒီပြည်ုံမှာ authorized complete partner လည်းဖြစ်တယ်ကွာပြီးတော့ငါတို့ complete express ကိုမှမြန်မာနိုင်ငံမှာ KM တစ်ခုတည်းမှာတက်လို့ရတာအဲ့ဒါကြီးကွာတယ်နောက်ထပ်မတူတဲ့ချက်က KMD College မှာ one stop education service ရတဲ့အတွက်ဒီမှာပဲကြောင်းတက်ပြီးတော့ဒီမှာပဲစာမွေးဖြစ်အောင်မယ်အဲ့တော့ exam ကိစ္စကိုလည်းစိတ်ပူစရာမလိုတော့ဘူး နေပါအဲ့ဆိုမင်းစောနာပြောတဲ့ကင်မရာဆိုင်ဆိုတော့ဘာမှပြောချင်တာ မိ KMD မှာ GD တက်မယ်ဆိုရင်ဒီလိုအဆောက်အဦဒီလိုအဆောက်အဦနဲ့ဒီလိုအဆောက်အဦတွေရဲ့ဒီလိုစာသင်ခန်းဒီလို club roomဒီလိုစာသင်ခန်းတွေနဲ့ဒီလိုစာသင်ခန်းတွေမှာ facility အပြည့် campus lifestyle အပြည့်နဲ့တက်ရမှာဒီမျိုးမှာ campus ဖွင့်ထားတဲ့တောက်လျှောက်မှာလျှက်စစ်မီနဲ့ wifi လည်းအမြဲပေးထားပြီးသား အဲ့ဆိုရင်စာသင်ပြရောကောင်းရလား 1986ခုနှစ်နဲ့တည်ထောင်တာကွာအခုဆိုရင်နှစ်ပေါင်း40နီးပါးတက်တန်းရှိသွားပြီပြီးရင်ကျောင်းသားတွေမိဘတွေယုံကြည်မှုလည်းအခိုင်အမာရရှိထားတဲ့အကြောင်းကွာမင်းဘာတွေပူနေသေးရ အဲ့ဆိုရင် GD ပြီးသွားရင်ရော graduation တွေပါရေလုပ်ပြီးသေးလား GD ကို KMD College ကနေအောင်ပြီးသွားလို့ရှိရင် GD International နဲ့ KMD College တို့ပူးပေါင်းပြီးတော့ကျင်းပတဲ့ GD Graduation Ceremony ကိုတက်ရောက်ခွင့်လက်မှတ်ကိုမင်း free ပေးမှာကွာ အဲ့ဆိုရင်ဘာမလို့နေရာပြောင်းရတော့ ဟိုဘက်လူတွေပါနေလို့ဒီဘက်ရှုလေ ဩအဲ့ဆိုရင်ထားလိုက်ပါတော့ငါတို့ဒီ KMB မှာတော့တခြားဟို GD ဘယ်တန်းနေရသေး GD ကလည်းမျိုးစုံရှိရဆိုတော့တခြားဘယ်တန်းနေရသေး ရတာဗော KMD မှာ pre GD GD bootcamp GD intensive အပြုံမှာမြန်မာတနိုင်ငံလုံးမှာ KMD College တစ်ခုတည်းမှာတက်လို့ရတယ် GD complete express ကိုပါတက်လို့ရတယ်ဒီအပြုံမှာ language အားနည်းလို့ 4K တန်းတွေတက်ချင်တယ်ဆိုလည်းရှိရတယ်ဒီမှာ အဲ့ဆိုရင်ဗမာစုံစမ်းရမှာလေ campus ကရောဗမာရှိရတော့ KMD College campus ကအမှတ်331ပြည်လမ်းမပေါ်မှာတရှိတာစုံစမ်းနေရဆိုရင်အမှတ်လာစုံစမ်းလို့လည်းရတယ် Facebook တို့ Viber တို့ကစုံစမ်းလို့လည်းရတယ် အေးအဲ့ဒါရောဘလို့မိုက်ကနှလုံးဖြစ်နေ အတန်ဆူနေလို့အတန်ဖမ်းရကောင်းနှလုံးတက်ထား ဩရောမိုက်ကဘယ်ရောက်ပြန်ရော ဟော